င်္ဂလာပါရှင်ဒီနေ့မျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့ inventory cost တွေနဲ့ပတ်သက်ပြီးတော့ method 3 မျိုးကိုမျှဝေပေးခြင်းနဲ့အရင်ဆုံး inventory cost တွေလို့ပြောလိုက်တာနဲ့ method ကလူအများစုသိကြတဲ့အတိုင်း FIFO, LIFO, average, weighted average ဆိုပြီးတော့3မျိုးရှိတယ်3မျိုးကိုမှ LIFO ကကြတော့ IFR က3ခွင့်ပြုထားပေါ့နော်ဆိုတော့ FIFO နဲ့ weighted average ကိုမျှဝေပေးခြင်းနဲ့ FIFO ကကြတော့ save ဖြစ်တိုင်းအရောင်းတိုင်းမှာ cost ပြန်တွက်ရမယ် weighted average ကိုမှ2မျိုးရှိတယ် weighted average ကကြတော့ perpetual နဲ့ periodic နဲ့perpetual ကကြတော့ purchase ဖြစ်တိုင်းမှာ average cost ပြန်တွက်ရမယ် periodic ကကြတော့ purchase ဆုံးရောက်မှာ average cost တစ်ခါတည်းပြန်တွက်တာပေါ့နော်တစ်ခါတည်းတွက်တာလဆုံးမှ sale တိုင်း cost မတွက်သေးပဲ monthly ဒါမှမဟုတ်ရှင်ဒါမှ opening ရှိတာက100 quantity 100ဟိုမှာ unit cost က1000နဲ့ဆိုတော့1000 amount ကကြတော့1000အမှ9ရက်နေ့မှာဆိုရင် purchase ဝယ်လိုက်တဲ့ quantity က200မှာအဲ့မှာဝယ်လိုက်တဲ့ unit cost က1200ဆို2,400,000 9ရက်နေ့မှာဝယ်လိုက်တယ်အဲ့9ရက်နေ့မှာပဲဥမာ150ရောင်းထွက်သွားတယ်1200နဲ့3,800,000ဆို15ရက်နေ့မှာကျတော့100ဝယ်လိုက်တယ်ပေါ့နော်စုပေါင်းဆို tradition စုပေါင်းကတစ်လလုံးမှာဆိုလို့ရှိရင် quantity အနေနဲ့က400နဲ့ average amount အနေနဲ့ကကျတော့4,800,000မှာလကုန်လို့ average ချခြင်းတဲ့အခါမှာ amount total ကိုတည်ပြီးတော့ unit cost နဲ့ quantity total နဲ့စလိုက်တဲ့အခါမှာ per unit ကကြတော့1200မှာအရောင်းရမှာကတစ်လလုံးမှာ290ရောင်းရမယ်290ရောင်းရမယ်ဆိုရင်ဒီမှာအရောင်းအားလုံးကကြတော့290ရောင်းရမယ်ဆိုအဲ့290ကိုပါယူနစ်ကောနဲ့မျှလိုက်ရင်ပဲပါယူနစ်ကောကကြတော့1200နဲ့မျှလိုက်လို့ရှိရင်3,240,000 1200နဲ့မျှလိုက်လို့ရှိရင်3,240,000ဒါဆိုလို့ရှိရင်သူ့ရဲ့ကော့ကကြတော့သူ့ရဲ့ COG ကကြတော့290ကို1200နဲ့မြောက်လိုက်တော့3,400အားကြောင့်လကုန်က close ရဘယ်လောက်ကျမှာ close ရကြတော့400တဲ့က290ကိုနှုတ်130ကိုကြတော့1200ဆိုတော့1200ရဲ့ပါယူနစ်ကောနဲ့မြောက်လိုက်တဲ့အခါမှာ3,56,000ကျန်တာပေါ့နော်အဲ့ဒါကကြတော့ periodic ဆိုရင်အလွယ်ဆုံးကကြတော့ periodic ကအလွယ်ဆုံးပေါ့နော်perpetual ကကြတော့ purchase ဖြစ်တိုင်း average cost ပြန်တွက်ရမှာပေါ့နော်